အဲ့သူယောဂလေးပျောက်သွားမှာဒေါ်ကြီးတို့ကုသကျင်တယ်ပေါ့နော်ဒေါ်ကြီးတို့လည်းအခုဒီလောက်ဟို24နှစ်ရှိပြီခါမှဒီလိုမျိုးတွေပဲမလုပ်ဘူးဟိုဒီ line ပေါ်မှာတွေပေါ့တွေ့တယ်ပေါ့နော်ဟိုလူတွေကိုကူညီတာတွေဖိုးကြီးဖွားကြီးတွေကိုကောင်လေးတယောက်လေကူညီတာတွေကိုလည်းလုံးလည်းမလုပ်တတ်ဘူးလုံးလည်းမလုပ်ဘူးဟိုပြသားမှုနဲ့လည်းဖြစ်မှာကိုကကြောက်တယ်ဒါပြောရမယ်ဆိုလို့ရှိရင်အဲ့ငယ်ကောင်လေးတကောင်ရှိကြတော့အဲ့သူ့ဖေရှိတော့ဟိုတေတဲ့လူလည်းမပြောကောင်းဒေါ်ကြီးတို့ကလာတုံးတာမှာသူ့သားကိုခိုင်းစားနေပြီဆိုပြီးတော့ပြောတယ်အဲ့တော့ခိုင်းမစားဘူးနင်တို့အယူပါလာခေါ်ပါမတနင်္ဂနွေနေ့ဒီကောင်ဒေါ်ကြီးတို့ထဲဖို့ဖေးရလာမယ်တဲ့ပြောလို့ရိုင်မှုတွေဒေါ်ကြီးအကြောင်းကြားထားပြီးဒီရက်ကွက်မှာနေထိုင်ကြောင်းထောက်ခံတာတွေဒေါ်ကြီးလှုပ်ထားပြီးမဲ့စနေနေ့ည2:45မှာသူတို့ဖေစုံသွားတယ်သူ့ရဲ့ဘဝလည်းကြည့်7:45မှာစုံသွားတယ်ဒီနေ့မှ4ရက်ပဲရတယ်သူ့ဖေကိုကျွန်မဒေါ်ကြီးတို့ခေါ်ထဲတာသူ့ဖေရောသူ့မိတွေကလာခေါ်မယ်လေတနင်္ဂနွေနေ့ကြာစနေနေ့ည2:45မှာစုံသွားဒေါ်ကြီးလည်းတော်တော်ကြီးကိုစိတ်သက်တစ်ခါတည်းလုံးဝကြာသွားတာသူ့ဖေတယောက်ပဲကိုယ်ထဲရမယ်လို့ရှိတော့တယ်လေဒီဖေရစုံသွားပြီဆိုတော့မိတွေဆိုတော့ဒေါ်ကြီးလောက်ကြည့်နေတာမိတွေမကောင်းလို့လည်းဒီလိုကလေးတွေအလုပ်ဖြစ်သွားတာပေါ့အဲ့ဒါဒေါ်ကြီးလည်းစိတ်သက်တော်တော်ကြာသွားတယ်ဟိုတားလေးကိုလည်းဟိုတနေ့ကပြောတယ်ဒေါ်ကြီးကိုအေးဆေးရုံလေးပဲပေါ့နော်ကူညီပေးပါဆေးလေးပြီးသွားအောင်ကုပေးပါဆေးရုံလေးမှာတော့သူ့တောင်းတလေးနဲ့ဟိုအခန်းကျယ်လေးပေါ့အဲ့လိုမျိုးလေးဟိုမှာထားတော့ကလည်းအဲ့လိုမျိုးစူပေါင်းထားတာဟိုလူကရိုက်လိုက်ဒီလူကရိုက်လိုက်ထမင်းတော့ပို့လို့ရှိရင်အဲ့စောင့်နေရယူစားပလိုက်တခါတကယ်တနာဖို့ကောင်းတယ်ခါတော့ရုပ်ကလေးကကုတ်ပြီးတော့ပိန်မင်းနေချက်ကလေးလက်ကလေးဒါလောက်ကလေးတနေ့ကိုထမင်းဘယ်လောက်စားတယ်တပီဟိုမှာမနေ့ကအစောကြီးတစ်စလုံး7 နာရီတစ်စလုံးအခု2 နာရီကျိုးပုံမှာတစ်စလုံးနေထားတယ်မနေ့ကဒီစက်သားကြော်လေးနဲ့ငပိရည်နဲ့အန်တီနာမည်တော်ဘူးရွှေကိန်းနေတက်လာအင်းမတက်တက်လေးနဲ့မှနေပါတယ်။ဒီကညီမလေးရဲ့သားတူလေးသူတို့အမေနဲ့အဖေနဲ့ကထားသွားပြီးတော့ဒေါ်ကြီးကဆက်လက်ကြည့်ရှုနေတာမေးရလည်းပျောက်သွားတယ်။အခုရံပါရံကပေါ်လာတယ်ဒါပေမဲ့တာသမီတို့တော့ယူကြောင်မှုကြောင်လည်းလာတော့ပို့တယ်။ဖေးကတော့မရင်ငယ်နဲ့ရွှေပြည်သားမှာခလေး2 ယောက်ရတယ်။ရွှေပြည်သားရက်ကွက်မှာနေတယ်။လုံးဝလာမကြည့်ဘူးအခုချိန်ကြီးလာမကြည့်ဘူး15နှစ်ရှိပါပြီ15နှစ်ပထမပိုင်းရတော့လာတယ်ခလေးတယောက်မွေးရင်တစ်ခါပျောက်သွားတယ်ခလေးတယောက်မွေးရင်တစ်ခါပျောက်သွားတယ်အခုမလာတာ15နှစ်အခုအရင်20လောက်ရှိပြီခါလို့ရှိလိုက်ဖို့ခါလို့ရှိလိုက်ဖို့ဆိုပြီးတော့တောင်းညံ့တယ်ပြီးလည်းပြီးတော့တည်တယ်လို့တင်ကြတယ်သူ့မေကတော့နည်းနည်းအုံတော့မကောင်းဖေးနှိမ့်ဆက်ပြီးတော့မှသားသမီး3 ယောက်ရှိတယ်အဲ့သားသမီး3 ယောက်က2 ယောက်ကအိမ်အောင်နဲ့အခုဒီတယောက်ကကြတော့